အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ hydraulic စနစ်မှာအသုံးပြုလို့ရတဲ့ mobile network ရဲ့အကြောင်းကိုရှင်းပြပေးချင်ပါတယ်ခင်ဗျာအရှင်ဦးနဲ့လည်းပဲနေတဲ့လုပ်ငန်းခွင်တစ်ခုမှာ hydraulic စနစ်ချို့ယွင်းမှုကြောင့်ဆက်လက်လည်းမပြတ်နိုင်တဲ့အခါမှာမိတ်ဆွေတွေကိုအချင်းကိုလူပွေးစေုံတော့မှာကပြည့်ပြည့်ထိန်းသိမ်းမှုစိတ်ကလည်းပိုပြီးကြီးမားလာစေနိုင်ပါတယ်ခင်ဗျာဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ hydraulic စနစ်ကိုအပြည့်အဝခောက်ဝယ်ပေးနိုင်ပြီးစမ်းဆောင်ရင်ကောင်းမှုအတွက်အယူသေးစိတ်ချရတဲ့ hydraulic စီတွေကိုသာရွေးချယ်သုံးပြီးတတ်ဖို့လိုအပ်ပါတယ်ခင်ဗျာMobile Nudo 8ဆိုတာကတော့စနစ်တကျတန့်စင်ထားတဲ့အခြေခံစီရီနဲ့အတူအမေရိကန်နည်းပညာဖြင့်ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Great Performance Anti-Wear Hydraulic စီဖြစ်တာကြောင့်လုပ်ငန်းခွင်တိုင်းမှာလည်းလက်ပတ်နေတဲ့ရန်တရားတိုင်းရဲ့ Hydraulic စနစ်ကိုအကောင်းဆုံးထောက်ကူပြုနိုင်ပါတယ်ခင်ဗျာ Anti-Wear ပါဝင်တာကြောင့်ဝန်ဆောင်မှုကိုဆော့ချနိုင်ပြီးတန့်တက်တန်းကြာရှည်စေခြင်းရင်ဝေးရင်ဝေးကြောင့်ဖြစ်ပေါ်လာတဲ့တန်ကြီးတက်ခြင်းကိုကာကွယ်နိုင်ခြင်းစီညဉ့်ညမ်းမှုတို့ဘက်ကိုရုပ်ဆဲမှုဖြစ်ခြင်းကိုတက်တာစေခြင်းပတာပိတ်ဆို့ခြင်းကိုလည်းကာကွယ်ပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုလည်းရမှာဖြစ်ပါတယ်ISO Viscosity Grade အနေနဲ့30နဲ့46 68ပြာရှိတာကြောင့်တင့်တော်တဲ့ CP ကျဲကိုရည်ဆိုင်နိုင်ပြီးတော့စက်မှုလုပ်ငန်းတွေရဲ့စက်တွေမှာလိုအပ်တဲ့ hydraulic စီသတ်မှတ်ချက်တွေပြည့်မီပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့စံမျိုးစားလိုက်ဘယ်ခွင့်သုံးရမလဲမသိဘူးဆိုရင်ကျွန်တော်တို့ရဲ့ mobile မှာကူညီဖြည့်ရှင်းပေးဖို့အသင့်ရှိနေပါတယ်ခင်ဗျာ